င်္ဂလာပါเนาะဒီနေ့ကတော့မင်းတို့လွတ်လပ်ရေးနေ့ပေါ့เนาะဇန်နဝါရီလ4ရက်နေ့လေးမှာမင်းဗီဒီယိုလေးရိုက်ပေးလိုက်ပါတယ်ရှင်ဒီစူပါပရိုလေးတွေကတော့မင်းတို့မန္တလေးမြို့ရဲ့ပေါ့เนาะမင်းတို့ရဲ့တူးတီတော့ကိုယ်စားလှယ်ဖြစ်ပါတယ်เนาะဒီဘိန်းလေးတွေကိုမင်းတို့လက်ကားဝယ်ယူချင်တဲ့ customer လေးတွေမင်းကိုဆက်တွယ်ပြီးတော့မှဝယ်ယူအားပေးနိုင်ပါတယ်เนาะမင်းတို့ကတော့လက်လီလက်ကားရောင်းချပေးနေတဲ့ထိုင်းရန်ဘိုဆိုင်ခွဲလေးပဲဖြစ်ပါတယ်ရှင်ကဲစူပါပရိုလေးကတော့မင်းတို့ engine power T125 လေးပဲဖြစ်ပါတယ်เนาะတောင်တက်တွေအတွက်ဆိုလဲ125လေးကလုံးဝအဆင်ပြေပေါ့เนาะဒါတောင်ကြီးဘက်တွေဆိုလဲမင်းတို့လူကြိုက်တာအများတယ်မန္တလေးမြို့ရဲ့မင်းတို့ရဲ့ကိုယ်စားလှယ်ပဲဖြစ်ပါတယ်เนาะမင်းတို့ကဒါတူးတီတော့ကိုယ်စားလှယ်ပေါ့เนาะမန္တလေးမြို့မှာဆိုရင်အခုလို့စူပါပရိုလေးတွေဝယ်ချင်တယ်ဆိုရင်เนาะမင်းတို့ဆိုင်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်เนาะအယောင်လေးကလက်ရှိချိန်မှာမင်းတို့နက်ဆိုနဲ့နက်6နဲ့ရှိပါမယ်เนาะကဲဒီဘိန်းလေးကတော့မင်းတို့ stop ပြတ်တာအရင်မြင်တဲ့အတွက်ပေါ့เนาะလက်ကားဝယ်ယူချင်တဲ့ customer လေးတွေအမြန်လေးပဲမင်းကို order လေးတွေလမ်းတင်လို့ရပါပြီရှင်ကဲနေဆိုင်လေးအတွက်လည်းမင်းသွားရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်เนาะတောင်ကြီးနေပြီးတော့မိတ်ထီလာတို့သွားရောက်ပို့ဆောင်မယ်เนาะအင်ဂျင်ပါဝါ125ဖြစ်တဲ့အတွက်မင်းတို့အရင်စင်ပြေရဲ့ဘိန်းလေးပဲဖြစ်ပါတယ်ပေါ့เนาะတောင်တက်မဲ့လူတွေအတွက်ကောမင်းတို့ကဲစူပါပရိုလေးပေါ့เนาะသူက smart key system နဲ့လာထားရပေါ့เนาะအင်ဂျင်ပါဝါလေးရတယ်125ပဲဖြစ်ပါတယ်ကဲလက်ကားကုန်တယ်လေးအမြန်လေးဆက်တွယ်လို့ရပါပြီเนาะပစ္စည်းလေးကတော့အပြတ်မြန်ပါတယ်ရှင်